Say with my man, Pinterest me, Pinterest de ma bana Roblox t-shirt ရှာမှာဖြစ်ပါတယ်ခုနကစကားပြောလေးနည်းနည်းမှားပါပါတယ်တောင်းပန်ပါရှင်Roblox t-shirt လို့ရရှာပါ Roblox t-shirt အပေါ်တော့မှာပါလာပါလိမ့်မယ် Roblox t-shirt ဆိုပြီးရှာပါနော်မြင်ရကြိုက်တာတော့ဒါလေးအရင်ကြိုက်တယ်ပေါ့နော်သဘောကျတယ်ဒါလေးသဘောကျတယ်အကောလုံးကလှတယ်ဆိုတော့ဒါလေးသဘောကျတယ်ကွာဒါလေးလောက်မယ်ပေါ့နော်ဒါဆိုရင် Roblox လေးဝင်ပါမယ်ရှင်ခဏတော့စောင့်ပါမယ်နော်Roblox နဲ့လောက်ရတာမဟုတ်ပါဘူးရှင်ကိုလုပ်လို့ရပါတယ်ကိုကြိုက်တဲ့ဟာကိုရေးလို့ရပါတယ်ရှင်နည်းနည်းကြာလို့ပေါ့နော်ခဏရက်လိုက်ပါမယ်ထပ်စနရပါပြီမီယာတို့ကပေါ့နော်ဒီတဲ့ဝင်မယ်ဒီပေါ့နော်အောက်ဆုံးမှာရှိတဲ့အဲ့အလေးတဲ့ဝင်မယ်အောက်နည်းနည်းဆွဲချပါနော်ပြီးလို့အောက်နည်းနည်းဆွဲချပါရှင်ပြီးလို့ရှိရင်တော့ဒီမှာရှိပါတယ်အဲ့တဲ့ဝင်မှာဝင်ပြီပေါ့နော်ခဏဆောင်းပါမယ်ပြီးပေါ့နော်ဒီမှာမြင်း၃ချောင်းရှိပါမယ်အမြင်း၃ချောင်းနဲ့ဝင်ပါမယ်မြင်း၃ချောင်းနဲ့ဝင်ပါမယ်ဒါဆိုရင်ပေါ့နော်မြင်း၃ချောင်းနဲ့ဝင်ပြီဆိုတော့မီယာတော့ပေါ့နော်ဒုတိယတစ်ခုမှာဒုတိယတစ်ခုလည်းဝင်ပါမယ်ပြီးလို့ရှိရင်ဒီရပေါ့နော်တတိယတစ်ခုလည်းဝင်ပါမယ်တတိယတစ်ခုလည်းဝင်လိုက်ပါဝင်ပြီးလို့ရှိရင်တော့sorry ပါဒီမှာပေါ့နော်ဒါလေးကိုနည်းနည်းဆွဲလိုက်အနောက်မှာပေါ့နော် class ဆို CLAS ဆိုတာလေးရှိပါမယ်ဒီမှာပေါ့နော်အဲ့လောက်ကတော့ပြစရာမလိုဘူးထင်တာပဲအဲ့လောက်ကတော့ဟုတ်တယ်မလားဒီအဲ့ဟာလေးမှာကိုမီယာလောက်ထားပါတော့တီရှပ်ကတော့6ထဲ2 4 6 5ခုရှိပါပြီနောက်တစ်ခုထပ်လုပ်ပါမယ်ရှင်ပြီးရင်ဒီမှာပေါ့နော်ပုံနဲ့ပေါ်လာပါလိမ့်မယ်ပုံနဲ့ဝင်ပေါ့နော်ကိုအခုနိုင် save ထားတဲ့တီရှပ်ကိုထည့်ပါမီယာပေါ့နော်လှုပ်ဝပုံလေးရှိလို့ပေါ့နော်ထည့်တာလေးတော့မပြတော့ပါဘူးရှင်ကိုထည့်လိုက်ပါ update ဆိုနှိပ်ပြီးတော့ပေါ့နော်ဒီမှာပါထည့်ပြီးွားပါပြီထည့်ပြီးပေါ့နော်ဒီနံပါတ်ဒီအတိုင်းမလုပ်ရပါဘူးကိုကြိုက်တယ်လေးထည့်ပေါ့နော်မီယာနာမည်လေးထည့်လိုက်ပါမယ်မီယာဆိုပြီးထည့်လိုက်ပါမယ်ရှင်ပြီးရင်အောက်မှာတီရှပ်လို့ရပါမယ်ကြပါပြီအောက်ကဒီဟာလေးထည့်ရှိမှာပေါ့နော်အပြာလေးတဲ့ကိုနှိပ်လိုက်ပါရင်တော့မီယာတို့ရပါပြီနော်ဒီအရှိမဒီလိုလေးပေါ်ရင်တော့ရပါပြီဘယ်ကနေရှာအောင်လဲဆိုတော့မီယာပြပြပါမယ်ဒီတရာတဲ့ဝင်ပါရှင်ဝင်ပြီးပေါ့နော်ဒီမှာ CUSTOMIZE ဆိုတာရှိပါတယ်အဲ့ဒါဝင်ပါဝင်လို့ရှိရင်တော့စနေပြပြပါမယ်ဒီမှာပေါ့နော်မီယာအခုနလောက်ထားလေးရှိလို့ပါဒီမှာပါအဲ့ဒါလေးရှိပါမယ်အဝိုင်းလေးပြထားပါနဲ့အဲ့ဒါဝင်ပါဝင်ပြီးလို့ရှိရင်အနောက်လေးနည်းနည်းဆွဲလိုက်ပါရှင်အနောက်ကိုအဆုံးထိဆွဲရင်လည်းရပါတော့အဆုံးနားမှာရှိပါတယ်ပြီးလို့ရှိရင်မနော်ဒီနားလေးမှာပေါ်လာပါလိမ့်မယ်ရှင် T-shirt club T-shirt ဆိုတာလားဘာလားမသိစလုံးပေါင်းမဝိုင်းလဲအလုံးဆွဲပါရှင်ဒီတော့ဝင်လိုက်ပါနော်ဝင်လိုက်ရှင်တော့မြားတို့ခုနလောက်ထား T-shirt လေးရပါပြီဒီမှာပါအယောင်မလာရနော်ရှင်အယောင်မလာပါရဲ့အယောင်မကြက်ပါရဲ့ဒီလိုမျိုးပေါ့နော်မီယာအဲ့လိုပြောရရှိပါတယ်မီယာပေါ့နော်ဒါကိုဖယ်လိုက်လို့ရှိရင်နော်မီယာတို့ဒီလိုကြီးဖြစ်နေပါမယ်ဒီလိုကြီးမဖြစ်ချင်တော့ကိုကအမဲအောင်တီရှပ်သုံးထားရဆိုလို့ရှိရင်ပေါ့နော်အနောက်မှာဖြောင်းကြီးဖြစ်နေပါတယ်အားကြောင့်မို့မီယာတို့ကပေါ့နော်ယောက်ျားလေးတွေဝတ်တဲ့တီရှပ်ဒီဟာလေးရှိတယ်ပေါ့နော်အားလေးအသုံးပြုလိုက်လို့ရှိရင်တော့ရပါပြီမီယာအခုနလောက်ထားတဲ့ဟာလေးပေါ့နော်ရှိပါတယ်ဒါလေးကလည်းနောက်ကအမဲလေးဆိုလှပါတယ်ရောင်းမှာလာတော့လေးနော်နောက်ထပ်သိချင်တာမျိုးရှိရင်လည်းမန်းကလေးရပါရဲ့ရှင်ဒီမှာပါဒါမီယာလောက်ထားလေးပေါ့နော်အဲ့ဒါမှ bye bye see you guys